အိမ်မှာပေါ့နော်တခါတလေကြားလို့ရှိရင်ဟိုအသားကိုနေလှန့်ပြီးတော့ကြော်တာပေါ့ဒီမှာဒီဟာတွေနဲ့လှမ်းတာပေါ့နော်အုပ်တော့မရှိဘူးအားနဲ့ပဲအမျိုးသားနေပြီးတော့ဒီမှာဟိုမှာအချောက်လန်းနဲ့ဟာတဲ့ line ပေါ်မှာတွေ့တယ်ဝယ်ပေးမယ်ဆိုပြီးတော့ပေါ့နော်ဒီနေ့ရောက်လာတယ်အဲ့ဒါကိုဖောက်ပြောင်းมาဖြစ်ပါတယ်ပြည်စီကောင်းစားကြီးတော့မဟုတ်ပါဘူးအသားကဘာဖြစ်လို့လှမ်းကြော်တာလဲဆိုတော့အသားဟိုနေလှန့်ပြီးလို့ကြော်လို့ရှိရင်လေစီကုံလက်တက်တာလဲကြော်ရတာလဲမြင်နေပေါ့နော်အဲ့ကြောင့်မို့လို့ဟိုတခါတလေကျလှမ်းပြီးကြော်တယ်ပေါ့ပြီးတော့ဒီမှာဂျပန်မှာတောင်းနေဆိုလို့ရှိရင်မတရားအေးတော့ဟိုဟာအသားတွေဘာတွေမကန်ကျင်ဘူးလေနော်ရေတွေဘာတွေမထစ်ကျင်ဘူးအားနဲ့ဒီနေ့တော့တို့အသားကြောင့်လေးဘာလေးplanထားမယ်ပေါ့ plan ထားတော့ကိုပါကိုဟိုဘာလေးနဲ့ရောချစ်ချက်ပေါ့ဆိုပြီးတော့ဝင်လိုက်တာဖြစ်ပါတယ်ဒီမှာရောက်လာပါပြီဒီမှာနားပြမှာတော့ကိုယ်တည်းနေမှာနောက်ပြရနောက်ပြရတယ်တဲ့ဒါ site အကြီးကိုမှားလိုက်တာပေါ့နော်သူကတော့ site ကတော့3 site ရှိတယ်တဲ့ဒီမှာအစင်တော့ပြေပါတယ်ဒီဟာလေး3ကန်အကန်လေးက3ကန်ရှိပါတယ်ဒီမှာ3ကန်တကန်2ကန်3ကန်ဒီမှာလုံးလုံးကြုံကြုံလေးပေါ့ဒီမှာပါလုံးလုံးကြုံကြုံလေးဘယ်လိုထည့်ရမလဲဆိုရင်ဒီနားမှာစစ်ဒီမှာဈေးဖွင့်ပြီးထည့်လိုက်အောင်ပဲစင်ပြေတယ်နော်လုံးလုံးကြုံကြုံလေးပေါ့ကိုလှုပ်သွားလို့နေပူလို့ရှိရင်လှန့်ခဲ့လေဒါလေးနဲ့ဆိုတော့အဆင်ပြေတယ်လေနော်ပြန်လာမှရုပ်တယ်ပြပါဒါလေးပါ